ရှောင်းရဲနဲ့ရောက်ချမ်းတို့ကလူပိမှန်ကိုဝင်တိုက်ပြီးသူတို့နှစ်ယောက်ရဲ့တိုင်းသူကိုစဉ်အင်အားနဲ့မကောင်းမှုများစွာလုပ်ခဲ့တဲ့ဝင်းကြီးပိမှန်လူတွေကိုတယောက်မကျန်ချီမုန်းပစ်လိုက်တာပေါ့လူပိမှန်မှာပုံနေတဲ့မူဘူးလေးရောက်ချမ်းရဲ့တပီဟန်ဖုန်းကိုမြောက်ထိုးပင့်ကိုလုပ်ပြီးဆရာကိုပြန်တက်တဲ့ပြဿကြီးပြခဲ့တဲ့အပြည့်အတွက်မကလစွန်ကြောက်တော့ရောက်ပါတယ်ရှောင်းရင်တို့ဆရာတပီလေးမူဘူးနဲ့နှိရှိအောင်ကြာမိခဲ့တဲ့ရန်ညိုးကြီးကိုဆုံးသက်နိုင်ခဲ့ပြီးပင်လင်နှလုံးသားမိတော့ကိုလည်းအောင်မြင်စွာရရှိခဲ့ပါတယ်မထင်မပဲတိုက်ခဲ့တဲ့အနေနဲ့စူညံနေတို့ဝင်းကြီးပိမှန်ကိုစောင့်ကြည့်နေတဲ့ပထမကောင်းကင်ရှင်နူးလာပါတယ်ပထမကောင်းကင်ရှင်ကတော့ရှောင်းရင်တယောက်စမ်းကွန်တုံးပြီးအနိုင်တက်နိုင်လိုက်ပါတယ်ပထမကောင်းကင်ရှင်ကိုငရေပုနေကြီးလှုပ်ဝက်ဆန်းကြည့်ပြီးအင်အားကြီးရဲ့ဝင်းကြီးပိမှန်ရဲ့ဒူနန်းတော်သခင်ရောက်လာပြီးရှောင်းရင်ကိုအခက်တွေ့စေခဲ့ပါတယ်ဒါကောင်းနေဆိုပြီးအားချောင်းနေတဲ့ပထမကောင်းကင်ရှင်ကတော့ကာကာကြီးနဲ့ရှော့တော်ပြီးလာတော့မတီးဘူးအဲ့ဒါကိုကြည့်ပြီးမျက်စိတစ်ဖက်ကန်းနေတာထင်ရတဲ့ဒူနန်းတော်သခင်ကတော့အသုံးမကျတဲ့ကောင်းလေလေရှောင်းရင်ကိုသူတကားဘကိုလာရဲတဲ့ပေါ်ဆိုတော့ရှောင်းရင်အကြောင်ပြီးကြည့်နေရတယ်ဂူရိုးကတော့အကူရရောက်စောပြန်တော့ဒီနေ့မင်းတို့ပြန်ထွက်တော့မစင်းစားနဲ့တော့ဆိုပြီးလေတိုက်ပြီးအဖေရှိရစီကိုပြေးတော့ပါတယ်ဂူရိုးတရက်ကတော့အဖေပြောင်းသွားပြန်ပြီးဒီတစ်ခါဒူနန်းတော်သခင်ကိုတော့ဖားတော့အသုံးကျတဲ့ကောင်းတွေဆိုပြီးလေပင်းညစ်ပြီးဝင်းညစ်တွေမှန်ဒီလိုအရေးကြီးတဲ့နေရာကိုထားရတာကိုဖြစ်စည်းခင်းလဲရတယ်ဖို့ဆိုပြီးကိုင်ပေါက်ပြစ်တာမိုင်းတရာလောက်လွှတ်စင်တော့ပါတယ်ဖားတော့ဖားပြီးကိုင်ပေါက်ခင်ရတော့မှအသက်ချမ်းသာပေးဦးနေလုံးနေပါတယ်ဘာမဟုတ်တဲ့မာမိတ်ပွဲလေးကရှောင်းရင်ကိုဝင်းညစ်ပိမှန်တော့ဖြက်စီကိုတတိပေးလိမ့်မယ်လို့မထင်ထားဘူးဆိုပြီးလေတိုက်နေတော့ကျင်ရဲ့အပြစ်မှလီယာနဲ့ပိတ်ဆို့ထားတာကိုဒူနန်းတော်သခင်ကရောက်လာတော့ရှောင်းရင်တို့ရင်စင်ရခတ်နေပါပြီရှောင်းရင်ရဲ့အဖေရှောင်းကျင်ဝင်းညစ်ပိမှန်တော့လက်ထဲမှာရှိနေတာမို့ရှောင်းရင်ကိုချင်းချောင်းနေတော့ရှောင်းရင်လေဒေါသထွက်ပြီးလိုရေးလာမေးလိုက်တော့ဘာလို့မလို့ရေးဆက်ရှိလေးပေါ့ဒီနေ့ရှောင်းရင်တို့ဝင်းညစ်ပိမှန်ကိုဖြက်စီတစ်မျိုးပြင်ရောက်တာနဲ့သူကလည်းရှောင်းကျင်ကိုဒုက္ခပြန်ပြီးတော့မယ်ဆိုပြီးချင်းချောင်းနေတော့ရှောင်းရင်တယောက်သူ့အဖေကိုတီးတော့အတော်လေးဒေါသထွက်နေရမို့ရောက်ချင်းစိတ်လက်မှန်ပါလုံးလို့မရတာမို့ထင်းထားရပါတယ်ရှောင်းရင်သူ့အဖေတခုခုဖြစ်သွားတာနဲ့ရှေးအောင်နဲ့ကလေးကြောက်စီကိုမျိုးနဲ့စုကိုပေးပြမယ်ပြန်ပြောတော့ဒူနန်းတော်သခင်ကစွမ်းကြီးတာမို့ရှောင်းရင်တို့ရွေးချယ်စရာအခွင့်အရေးမရှိတော့ဘူးလေလीဒီတခါတော့ရှောင်းရင်ကိုသူကိုယ်တိုင်ဟုံမျိုးနဲ့စုကိုခေါ်သွားပြီးတားဖာနှစ်ယောက်ကိုပြင်စုံစည်းအောင်လုပ်ပေးမယ်ဆိုပြီးသူ့ရဲ့လက်ထက်ရဲ့တရားဘုံငါ့ကိုစာအုပ်ကြီးကိုကောက်လွှင့်ချလိုက်ပါတယ်ဒူနန်းတော်သခင်ရဲ့တိုင်းကက်တွေကပိုတော်မိုက်ပါတီတရားဘုံငါ့ကိုစာအုပ်ထည့်ရတော့ဓာတ်တွေထွက်လာနေပါတယ်ဘာဖြစ်ဖြစ်ဒူနန်းတော်သခင်ကကျေသုံးမှုရှိနေတာမို့ရှောင်းရင်တို့ဇရာတပည့်ဘလို့မှမနိုင်တဲ့အနေအထားမှာရှိနေပါတယ်ဒီနေ့တော့ဖမ်းနိုင်မဲ့ပုံနဲ့ရှောင်းရင်တို့ကိုဒီနေ့ထိအသက်ချမ်းသာပေးထားတာသူတို့ဟုံမျိုးနဲ့စုရဲ့မြေတားတရားတွေကြောင့်တည်းလीအဲ့မှာပဲပွားစီပြောပြီးတိုက်ခိုက်နေပါပြီတိုင်းခွေတွေတကွက်ချင်းစီကိုရှောင်ပြီးပင်တိုက်ခိုက်တော့အဲ့ကျိုးတန်းတန်းဓာတ်တွေနဲ့ပင်တိုက်ခိုက်လိုက်တာရှောင်းရင်တယောက်အတော်လေးခုခံနေရတော့ရောက်ချင်းရဲ့စိတ်ပူပြီးပြေးသွားတော့လာမရှုံးနဲ့ဆိုပြီးဓာတ်တက်နဲ့ကောက်ပစ်လိုက်တာအနောက်ကိုလွတ်ထုတ်ခံလိုက်ရပါတယ်အာကုန်သုံးပြီးကာဝယ်တော့မှရှောင်းရင်တယောက်ခုခံလိုက်နိုင်ပါတယ်ဒူနန်းတော်ခင်ကဂူယိုးကိုရောက်ချင်းကိုအချိန်ဆွဲတော့ကိုခွင့်ရေးပေးလိုက်တော့ဂူယိုးတယောက်ရောက်ချင်းကိုအယိုးဓာတ်နဲ့ပြေးထိုးတော့အောက်ကွေးမှုဖြစ်သွားတာမို့ရှောင်းရင်လေသူ့စီယာကိုစိတ်ပူနေခြင်းထွက်လာပြီးသူ့စီယာလဝါးနဲ့ပြင်းနေတာတွေ့တော့စိတ်အေးသွားရပါတယ်နောက်ထပ်လေအေဂျိုးဓာတ်တွေနဲ့ပဲထပ်ပစ်တော့ရှောင်းရင်မှာတူတာနဲ့လက်ပြတ်မတက်ပြန်ခုခံနေရပါတယ်ဒူနန်းတော်သခင်ကတော့ဓာတ်နဲ့အပေါ်ပြစ်လိုက်အောက်ကပြစ်လိုက်နေပဲကစားနေပါတယ်စွမ်းအားကွာခြားမှုကြောင့်ရှောင်းရင်လေထွက်ပြေးနေရတော့ပေါ့ဂျိုးဓာတ်တွေကိုရှောင်းတင်းပြီးအနီးကိုကတ်သွားပြီးဓာတ်နဲ့လမ်းခုတ်တော့ဘလို့မှမရဘူးလေဓာတ်တွေကိုဘေးမှာခြေထားပြီးဓာတ်တွေမှာရှိတဲ့ကျိုးတွေနဲ့စဝိုင်းပုတ်တဲ့အဝိုင်းတစ်ခုပြုတ်လို့ပြီးရှောင်းရင်ကိုချိုးထားလိုက်ပါတယ်ရှောင်းရင်ကတော့ဘာလို့ရမလဲမသိပဲအခက်တွေ့နေပါပြီဒူနန်းတော်သခင်ကတော့ respect မရှိတဲ့အကြည့်နဲ့ကြည့်နေတာပေါ့ရှောင်းရင်တယောက်သူ့ရဲ့ကွဲပြားမိတော့ကိုအသုံးပြုပြီးပေတန်ရှည်ကြီးကိုအားနဲ့လွှဲပြစ်ပြီးဖြိုခွဲရတာမရဘူးလေဟိုကလက်နဲ့ဖိနေပြီးစဝိုင်းပုံကြိုးကွင်းကြီးကိုကျင်းအောင်လုပ်လိုက်တော့အနောက်ကိုတွတ်ထုတ်ကန်လိုက်ရပါတယ်ပြီးတော့စဝိုင်းပုံဖြစ်နေတဲ့တန်ကြိုးတွေကနေပြီးတော့ရှောင်းရင်ကိုချုံနှောင်သွားတော့ရှောင်းရင်လက်ထဲမှာစုပ်ကင်ထားတဲ့လက်ဆွဲတော်ပေတန်ကြီးလည်းလွှင့်စင်သွားပါတယ်တန်ကြိုးတွေနဲ့ချုံနှောင်ခံထားရတော့လုံးမရပြုတ်မရနဲ့တကယ်အခက်တွေ့နေပါပြီဒူနန်းတော်သခင်ကသူ့ရဲ့ကြိုးဓာတ်တွေနဲ့ထိုးမှုတုံးနေတော့ရောက်ချင်းကဂူယိုးကိုလဝါးနဲ့ရိုက်ပြီးရှောင်းရင်ကိုစိတ်ပူပြီးပြေးသွားတော့နောက်ကနေကြိုးဓာတ်တွေထွက်လာပြီးသူ့ကိုပါချုံနှောင်လိုက်ပါတယ်စွမ်းအားတာနေရဲ့ဒူနန်းတော်သခင်ကတော့ဘာတွေလောနေရလဲပေါ့နှစ်ယောက်လုံးပြေးမလို့ဘူးဆိုပြီးရှောင်းရင်ကိုဓာတ်နဲ့ထိုးတော့မယ့်အချင်းလီယာနေကကွဲထွက်လာပြီးစရုပ်လက်သီးတဲ့တောင်ပူကြီးတဲ့အေးမလက်သီးနဲ့ကျင်းရင်ထွက်လာပြီးအားချောင်းနေရဲ့ဒူနန်းတော်သခင်ကိုတီးထုတ်လိုက်တာအဝါရောင်လိုင်းလုံးကြီးထွက်လာပြီးဒူနန်းတော်သခင်မှာအုံနေရနဲ့ပြီးဆောင်လိုက်ရပါတယ်ကျင်းရင်ကတော့ဒူနန်းတော်သခင်ကိုတီးထုတ်ပြီးမရှိတဲ့ဗလာတွေကိုပြနေပါတယ်ဒူနန်းတော်သခင်လည်းလက်သီးတစ်ချက်စားလိုက်ရတာအတော်လေးဤသွားပုံပါဒီနေရာကိုကျင်းရင်အစာကလေးကလီယာနဲ့ပိတ်ဆို့ထားတာကိုဒူနန်းတော်သခင်ကဝင်လာတော့ကျင်းရင်မိပြီလေဒူနန်းတော်သခင်နဲ့မနိုင်တော့ဝိညာဉ်ဖိမှန်ကိစ္စမှုကိုဒုက္ခမရောက်စေခြင်းဝင်မပါနဲ့ပြီးပြောနေတော့ကျင်းရင်ဝိညာဉ်ဖိမှန်တော့အထင်ကြီးစရာကောင်းလာတဲ့လေရှောင်းရင်ဒီနေရာကိုသွေးချောင်းစည်းခြင်းတွေပြောထားရဲဆိုပြီးနောက်တစ်ချက်ထပ်တိုးတော့ဝိညာဉ်ဖိမှန်ကောင်တွေကမနိုင်ရင်ပြီးတာကတော့မြင်ချက်ပဲမချပဲထွက်ပြေးသွားပါတယ်ဂူယိုးကသူ့ကိုမထားခိုင်းနဲ့ဆိုတော့ဂူယိုးကိုကြိုးတန်းနဲ့ဆွဲခေါ်လိုက်ပြီးပြီးနေရင်ကြည်ရင်ဘယ်ပြေးမလဲဆိုပြီးနောက်တစ်ချက်တက်ကြွေးတော့သူဆွဲခေါ်လာတဲ့ဂူယိုးကိုအကာအကွယ်ဖြစ်အသုံးပြုပြီးထွက်သွားပါတယ်ဒုက္ခနဲ့ရတဲ့ကိုရိုးကတော့အတရောရှိသေးတာမသိပါဘူးကြည်ရင်ကတော့ဒူနန်းတော်သခင်ကိုရှိသေးရဲ့ထင်ပြီးချမယ်တွေလုပ်နေတာထွက်ပြေးသွားတော့မပြောတော့ဘူးလေလူဝိမှန်ပြကြသွားတဲ့ကိစ္စကိုဝင်းကြီးပိမှန်အချိန်နဲ့တိမှာပဲမို့ဒူနန်းတော်သခင်ကိုပြေးရင်လေပြေးပါစီလို့ဆိုပြီးထားလိုက်ပါတယ်မဟာမိတ်ဖွဲ့နဲ့ဝင်းကြီးနဲ့တော်နေရဗလာတလန်တန်တန်ဖြစ်နေရကြာပြီမို့ဝင်းကြီးပိမှန်မဟာမိတ်ဖွဲ့ကိုအရင်ရက်တွေကတိုက်ခိုက်ထားတာမို့ဒီတစ်ခေါက်တော့ဝင်းကြီးပိမှန်ကိုတော်လေးပြီးဆက်စီခဲ့ပါတယ်ခုလိုမျိုးပြန်တိုက်ခိုက်တော့မဟာမိတ်ဖွဲ့ကလည်းဂုံတက်သွားတာပေါ့ကြည်ရင်ကတော့မတိုက်လိုက်နိုင်လို့စိတ်ပြည့်နေပါတယ်ဝင်းကြီးပိမှန်ဝင်းကြီးတွေစုဆောင်းတဲ့ရည်ရွယ်ချက်ကိုသိရဖို့ရှော့သွားတဲ့နှကောင်ကိုရှောင်းရင်တို့ကဖန်ဆီးထားလိုက်ပါတယ်ဝင်းကြီးပိမှန်လူတွေကိုဒုက္ခပေးတဲ့နေရာကိုချန်ထားတော့မဖြစ်ဘူးဆိုတော့အောက်ကရေကန်ကြီးတွေကနေအကူကြီးတောင်းတဲ့အတန်ကိုကြားလိုက်ရတာမို့အောက်ဆင်းကြီးတော့ဝင်းကြီးပိမှန်အကောင်တွေကလူတွေကိုတက်ပြီးဝင်းကြီးအရင်းမြစ်တွေကိုအားဖြစ်အောင်အသုံးပြုနေရအောင်တီးတော့ရှောင်းရင်လည်းတင်းပြီးလေ
ရှောင်းရဲ့သူ့ရဲ့ဝိညာဉ်စွမ်းအားနဲ့အကုန်လုံးကိုလွတ်မြောက်အောင်ကူညီပေးလိုက်တော့ဝိညာဉ်တွေအားလုံးစေရေးလက်ရေးနဲ့အပေါ်ပြန်တွက်ကုန်ကြပါတယ်ရှောင်းရဲ့တို့ထတော်တော့မဲ့ချင်းရှောင်းရဲ့အကူညီတောင်းတဲ့အတန်ကိုထပ်ပြီးကြားလိုက်ရတော့ရေကန်ကြီးထဲမှာတခုခုရှိနေသလိုပဲဆိုပြီးသူ့စီရနဲ့ကြည်ရန်ကိုအပြင်မှာစောင်းနေခံပြီးအတွင်းထဲကိုဆင်းဝင်တော့ပါတယ်ရေကန်ကြီးရဲ့အောက်ခြေရဲ့နောက်ဆုံးပိုင်းမှာတော့အပြာရောင်စောက်ဝိုင်းလုံးကြီးတစ်ခုကရှိနေပါတယ်အဲ့ဒီနေရာကိုရှောင်းရဲ့ရောက်တော့အနီးကပ်ပြီးကြီးလိုက်တာအကူညီတောင်းတဲ့ကိုထပ်ပြီးကြားလိုက်ရပါတယ်စောက်ဝိုင်းလုံးကြီးကိုတွားပြီးထိကြည့်တော့မနေမနှောတဲ့ဝိညာဉ်များစွာနာကျင်လို့အကူညီတောင်းခံနေကြတာပေါ့ယောက်ျားကလာထီမှသတိပြန်ဝင်လာပါတယ်ရှောင်းရဲကတော့ဘာကြီးမှမသိလို့ကြောင်းနေပါတယ်အဲ့ဒီအရာကြီးကတော့ဝိညာဉ်တွေရဲ့မူလအစီအနစ်ဖြစ်ပြီးအစကတော့အဲ့ဒီအရာကြီးကကဘာမြေနဲ့ကောင်းကင်ကြားအသက်စဉ်ဆုံးထူးခြားစွမ်းရည်တစ်မျိုးဖြစ်ပြီးဒါပေမဲ့အဲ့ဒီအရာကိုဝိညာဉ်နဲ့တော့မတရားတစ်ဖြစ်ခဲ့တဲ့လူတွေရဲ့ဝိညာဉ်အစီအနစ်တွေကိုစူးစီးထားတာပါရှောင်းရဲရဲ့စိတ်ဝိညာဉ်စွမ်းကအရင်အကောင်းတာမို့အဲ့ဒီအရာကြီးတွေကမကောင်းတဲ့ခံစားချက်တွေကိုအာရုံရသွားတာပါအဲ့လိုများတဲ့ဝိညာဉ်အစီအနစ်တွေဆိုရင်အနည်းဆုံးဝိညာဉ်တန်တော့ရှိမှပဲဆိုတော့ရှောင်းရဲတယောက်မတရားသက်ခံရတဲ့သူတွေကိုမြင်အောင်ပြီးဝိညာဉ်နဲ့တော့ဒေါသထွက်နေပါတယ်တစ်ပြက်မှုတွေကနေဖြစ်လာတာမို့လောကကြီးထဲမှာမရှိသေးတဲ့စွမ်းရည်တစ်မျိုးဖြစ်ပေမဲ့ဖြစ်တည်လာတော့လွတ်ပြစ်စရာအကြောင်းမရှိလို့လောကရဲ့ယတနာကံပါတဲ့သူရတာမို့ဝိညာဉ်ပိမှန်တဲ့ထဲရောက်နေတာပေါ့ရှောင်းရဲနဲ့အဲ့ဒီယာကြီးတွေကဝိညာဉ်စီနင်းတွေနေရာကိုက်ညီမှုရှိရဆိုပြီးရှောင်းရဲကိုတင်းယူခိုင်းထားလိုက်ပါတယ်ရှောင်းရဲသူ့ရဲ့စိတ်ဝိညာဉ်နဲ့အာယုံခံပြီးတိတ်ဆုံးသွားတဲ့လူတွေရဲ့အညိုးတွေကိုပြန်ပြီးဆက်ခိုင်းမယ်ဆိုပြီးတင်းယူလိုက်တော့အထက်မှရှိတဲ့ဝိညာဉ်တွေလည်းလွတ်မြောက်သွားလို့ရှောင်းရဲကိုကျေးဇူးတင်နေကြပါတယ်ဝိညာဉ်စီနင်းတွေကိုတင်းယူပြီးပြီဆိုတော့ရှောင်းရဲတို့လည်းထွက်သွားလိုက်ပါပြီရှောင်းရဲတို့ထွက်သွားတော့ဒူနန်းသခင်တယောက်ဘယ်မှာပုံနေလဲမသိဘူးထွက်လာပြီးသူတို့ဝိညာဉ်ပိမှန်စူးစမ်းပန်းစားစုဆောင်းထားရတဲ့ဝိညာဉ်စီနင်းတွေကိုရှောင်းရဲတို့ကအလွယ်တကူယူသွားခံရတော့တင်းနေပါပြီမာမေးဖွေရစပင်းအနီနဲ့ဘိုးတော်ကစောကရိယဝိညာဉ်ပိမှန်ပညာပေးတဲ့နာကြာရီမို့တိုက်ပွဲနိုင်ရတာကိုကျင်းနေပါတယ်သူတို့မာမေးအဖွေရသူများနိုင်ရင်နိုင်ကျင်းလို့ရတာမဟုတ်ဘူးဆိုပြီးတော့ပေါ့ရှောင်းရဲနဲ့ချင်းနေတို့နှစ်ယောက်ကတော့ရှောင်းရဲဘာမှဖြစ်ပဲပြန်လာလို့ပြောနေတာပေါ့စေးချောင်းဆောင်အကြီးကြီးကလည်းမာမေးအဖွေရရိခစေနိုင်ခဲ့ပြီဆိုပြီးကျင်းနေပါတယ်ယောက်ျင်းကိုဂျိတ်ခရက်နေတဲ့ဘွားတော်ရွှန်ကြီးကလည်းဝိညာဉ်နန်းတော်ကိုတော်လန်တဲ့လမ်းကြောင်းမှာခြေလမ်းကြီးတစ်ခုလမ်းလိုက်တာပဲလေဝိညာဉ်ပိမှန်ကိုချိန်မုံပြီးပြီဆိုတော့နောက်တစ်ဆင့်ဘာလို့ရမလဲဆိုတော့တင်းတင်ကြပန်းနဆိုးမီတော့ကနောက်တစ်လနေပြန်ပေါ်လာမှဖြစ်လို့အဲ့ချိန်ကျဝိညာဉ်ပိမှန်လှုပ်ရှားမှကျင်းနေပါတယ်ရောက်ချင်းရှောင်းရဲကိုသူတို့ယူလာခဲ့တဲ့ဝိညာဉ်စီနေတွေကိုစိုးယူခိုင်းလိုက်ပါတယ်အဲ့ဒါမှတန်းတင်ကြပန်းနဆိုးမီတော့သွားလူတဲ့အချိန်မှာအထောက်အကူဖြစ်မှာမို့ပါရှောင်းရဲလေကိုပိတ်ကြီးကျန်တဲ့နေရာကိုသွားပြီးဝိညာဉ်စီနေတွေကိုစိုးယူလိုက်တော့ရောင်စုံလိုင်းနေတဲ့အတူအရန်ကောင်းတဲ့ဝိညာဉ်လိုင်းကြီးပေါ်ထွက်လာပါတယ်ရှောင်းရဲရဲ့စိတ်ဝိညာဉ်အစင်းကကောင်းကင်အခြေအနေပြေဝအစင်းကိုရောက်တော့လိုက်ပါပြီရှောင်းရဲရဲ့စိတ်ဝိညာဉ်စွမ်းကအတော်လေးအကောင်းသွားတာမို့အရာဝတ္ထုတွေကိုဖောက်ထွင်းပြီးမြင်နေရပါတယ်အစင်းတက်တော့မောင်ရှောင်းရဲရဲ့စိတ်ဝိညာဉ်ကိုခွဲထုတ်ပြီးကြေကျွေဆောင်ကနေထွက်သွားပြီးနေရာနဲ့ကိုရှောက်ဘက်သွားနေခဲ့ပါတယ်အသွားလွန်ပြီးမီတော့ထွက်ပေါ်လာတဲ့နေရာရောက်သွားတော့ဝင်းကြီးပိမ့်မဲ့ရဲ့နန်းတော်တကင်ကလည်းအဲ့လိုနေရာမျိုးမှာရှိနေတာမို့ရှောင်းရဲကိုလူသားနဲ့တော့ဝင်းကြီးစီးတင်းတွေကိုစိုးယူပြီးဒီစီးတီရောက်လာဆိုပြီးတခါလေအပြည့်ရှင်တော့မဲ့အချိန်သူတို့စွမ်းအားကြီးနေတဲ့ဘယ်ဟာလည်းမသိတဲ့စွမ်းအားရှင်တယောက်ကရှောင်းရဲကိုကယ်ပေးလိုက်ပြီးဝင်းကြီးပိမ့်မဲ့ရဲ့ပိမ့်မဲ့တကင်အဆင်းရှိတဲ့ဟွန်မြေရှန်လိုဝိုင်းတယောက်ကရှောင်းရဲလိုငယ်လေးတယောက်ကိုအလိတိုက်နေတာတရားလိုမနေဘူးလားလေဟွန်မြေရှန်အဖိုးကြီးဆိုပြီးမင်းလည်းမီတော့ကိုချောင်းနေမယ်လို့မထင်ထားဘူးပြောတော့အဖိုးကြီးကလည်းမင်းတို့ဝင်းကြီးပိမ့်မဲ့လက်ထဲမရောက်စေချင်လို့ရှိနေတာလို့ပြောလိုက်ပါတယ်ရှောင်းရဲကိုနေရာနေအမြန်ထွက်သွားခိုင်းလိုက်တော့ရှောင်းရဲလည်းအခွင့်အရေးရတော့အပြောမဆုံးသေးဘူးစိတ်ဝိညာဉ်ကခန္ဓာစီပြန်တော့ပါတယ်ရှောင်းရဲကတော့သူ့ကိုကယ်ခဲ့တဲ့စွမ်းရှင်ကဘယ်သူများလဲသိကျင်နေတာပေါ့ဟုတ်ပါတယ်စောနာရှောင်းရဲကိုကယ်ပေးခဲ့တဲ့အဖိုးကြီးဆိုတဲ့စွမ်းရှင်ကတော့ကျွဲတကောင်နဲ့စေချောင်းဆောင်ကနေရောက်သွားနေတဲ့ကလေးလေးတယောက်ပဲဖြစ်ပြီးသူကတော့စေချောင်းဆောင်ရဲ့ဘိုးဘေးကြီးလေးဖြစ်နေပါတယ်လာနစင်းပြန်နေပေါ်လာပြီးကျဲကိုလုံးတရဲနဲ့ဖြစ်တဲ့အချိန်ကောင်းကင်နေမြေကြီးဒီတိုင်းတွေကြားမှာတက်စီကြပန်းနဲ့ဆိုးပြီးတော့ကတပန်ဆင်းသက်လာတော့မှလည်းဖြစ်ပါတယ်